ဒေးဗစ်သည်အစားတောက်ပို့ဆောင်ရန်ရေကူးကန်သို့သွားခဲ့စဉ်လှပသောမိန်းကလေးတစ်ယောက်ကသူ့အာရုံကိုအပြည့်အဝဖန်ဆားသွားခဲ့သည်သူစကားပြောနေစဉ်တွင်ထိုမိန်းကလေးကသူ့ဘေးမှဖျက်လျှောက်သွားသဖြင့်ဒေးဗစ်၏မျက်လုံးများကသူ့မနောက်သို့တစ်ချိန်လုံးလိုက်ကြည့်နေခဲ့သည်သူသည်ရေကူးနေသောမိန်းကလေးတစ်ဦးအားမေးမြန်းကြည့်ရာသူမ၏အမည်မှာအော်တန်ဖြစ်ကြောင်းသိရပြီးခုနကသူတွေ့ခဲ့သောမိန်းကလေးမှာအော်တန်၏အမဆမဖြစ်ကြောင်းကိုသိလိုက်ရသည်ထိုနေ့မှစ၍ဒေးဗစ်သည်ဆမအကြောင်းကိုသာအမြဲတွေးတောနေခဲ့သည်တနေ့တွင်သူမနှင့်ပြန်လည်ဆုံတွေ့ခဲ့ရာဆမကိုလက်ဟန်ချင်းဟန်စကားဖြင့်နှုတ်ဆက်ခဲ့သည်ဆမသည်ဒေးဗစ်၏အစားတောက်ပို့သည့်တစ်တာကိုမြင်သောအခါသူ့ကိုနားမကြားသူများရေကူးစင်တာတွင်အရင်ကတွေ့ဘူးသည်ကိုမှတ်မိသွားခဲ့သည်ဆမ၏စကူတာပြတ်သွားသောအခါဒေးဗစ်ကစစ်ဆေးပေးခဲ့ပြီးပြဿနာအနေငယ်သာရှိသည်ကိုတွေ့ရှိသဖြင့်သူ၏ကိုယ်ပိုင်စကူတာကိုခဏငှားပေးခဲ့သည်ဆမသည်အလွန်ကျေးဇူးတင်သွားခဲ့သည်ဒေးဗစ်ကသူမလက်ဆွဲနှုတ်ဆက်ခြင်းသည်ဟုထင်ခဲ့တော်လဲဆမကအမှန်တကယ်တွင်အဆက်အသွယ်များဖလှယ်ရန်လက်ကမ်းပေးခဲ့ခြင်းဖြစ်သည်ဒေးဗစ်သည်ဆမနှင့်အဆက်အသွယ်ရသွားသဖြင့်အလွန်ပျော်ရွှင်နေပြီးသူ၏ပျော်ရွှင်နေသောအမှုရာကိုတငယ်ချင်းဖြစ်သူကတော့တတိထားမိသွားခဲ့သည်ဆမသည်အလွန်အလုပ်များသူဖြစ်ပြီးနေ့ဘက်တွင်အလုပ်လုပ်ရသလိုလက်ဟန်ချေဟန်စကားတင်တန်းတက်ရပြီးညဘက်တွင်လည်းညီမဖြစ်သူကိုကြိုးပေးရသည်ဒေးဗစ်ကသူမအတွက်နေ့လည်စာကိုအထူးပြင်ဆင်ပေးခဲ့ပြီးအားလျက်တွင်အပြင်သွားရန်ဖိတ်ခေါ်ခဲ့သဖြင့်သူတို့နှစ်ဦးကြားတွင်ရိုမန်တဆန်သောခံစားချက်များတဖြည်းဖြည်းဖြစ်ပေါ်လာခဲ့သည်ဒေးဗစ်သည်စူညံသောဘားတစ်ခုသို့ဆမကိုခေါ်သွားပြီးစပီကာ၏တုန်ခါမှုမှတဆင့်အတန်ကိုခံစားစေကာသူ၏ခံစားချက်ကိုဖော်ပြခဲ့သည်သို့သောဆမ၏ညီမဖြစ်သူမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင်ဆမသည်မိမိကိုယ်ကိုအပြစ်တင်လာခဲ့ပြီးဒေးဗစ်ကိုဆက်မတွေ့ချင်တော့ကြောင်းပြောခဲ့သည်သူမသည်နားမကျသူနှစ်ဦးကိုတပြိုင်နက်ထဲပြုစုစောင့်ရှောက်ရန်ခွန်အားမရှိတော့ကြောင်းပြောကြားခဲ့သဖြင့်ဒေးဗစ်သည်အလွန်စိတ်ထိခိုက်သွားခဲ့သည်ဒေးဗစ်ကဆမသည်ကျင်နာတတ်ပြီးတာဝန်သိတတ်သူဖြစ်တော်လဲအမြဲတမ်းအခြားသူများကိုသာဦးစားပေးတတ်သူဖြစ်ကြောင်းသူ၏မိခင်ကိုပြောပြခဲ့သည်그래서 나한테 그런 거 같아.